ဆရာကြီးဦးကိုရင်က၏ယောဂီဟောင်းများအတွက်စိတ်ခွန်အားဖြင့်ဓမ္မဟောပြောခြင်းချစ်တော်သောယောဂီပေါင်းတို့တင်တို့ဘဝမှာစစ်မှန်သောတရားအားထုတ်ခြင်းလုပ်ငန်းတွေနဲ့အလွန်အရေးကြီးတဲ့အချက်နှစ်ချက်ရှိတယ်။ဒီဝိပဿနာနေစနစ်ကိုတရားပတ်တစ်ခုနဲ့သို့မဟုတ်တရားပတ်တော်တော်များများမှာသင်ကြားပြီးအေပြန်ရောက်ကြတဲ့အခါမနဲ့ညတရားထိုင်မှုကိုမပြတ်ကွက်အောင်ဆောင်ရွက်ကြရမယ်။ဒါကအချက်တစ်ချက်ဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲပြတ်ကွက်ခဲ့ရင်တော့ဒီတရားပတ်တွေကနေမိမိတို့ရရှိနိုင်မယ့်အကျိုးတရားတွေကိုရတယ်မှာမဟုတ်ပါဘူး။တနည်းအားဖြင့်ဒီစေရတရားပတ်ဆိုတာကတရေထုံးစံဝိပုကိုးကွယ်မှုပုံစံမျိုးဖြစ်တာပြောင်းလဲသွားလိမ့်မယ်။မိမိတို့ရဲ့ရုပ်ခန္ဓာကိုတည်မြဲအောင်နေ့စဉ်အစားအစာကို2ချိန်3ချိန်စားကြရတယ်လို့ပဲစိတ်ကိုလည်းကြေးဖို့လိုရတယ်။မနဲ့ညတရားထိုင်ခြင်းအဖြစ်စိတ်ကိုကျမ်းမာတန်ဆွမ်းအောင်အစာကျွေးခြင်းနဲ့တူပါတယ်။ဒီလိုမလုပ်ဖြစ်ရင်တော့သင်တို့ရဲ့စိတ်တွေဟာမကျန်းမာဖြစ်လာမယ်။ချိနေလာမယ်။ပြီးတော့ဒီအားထုတ်မှုကနေရရှိလာမယ့်ကြိုးတရားတွေကနေဝေးကွာသွားပါလိမ့်မယ်။ဒုတိယအရေးကြီးတဲ့ချက်က40မနဲ့ညဝိပဿနာတရားအားထုတ်နေပေမဲ့40ဘဝခီးမှာဒီတရားအားထုတ်မှုမှာတကယ်အကျိုးရှိမှုကိုပြသရလားဆိုတာကိုစစ်ဆေးကြည့်ရမယ်။အထက်ထက်ခါခါစစ်ဆေးကြည့်ရမယ်။ဥပမာအားဖြင့်တရားအားထုတ်တူဟာအရင်တုန်းကအခြေအနေတရက်မှာဒေါသထွက်လာတဲ့ဆိုပါစို့။အခုတရားမှန်မှန်အားထုတ်ပြီးတဲ့နောက်တူညီတဲ့အခြေအနေတရက်မှာပဲဒေါသထွက်လာတဲ့ခါမှာသူဒီဒေါသကိုသတိထားမိတယ်။ဒေါသကလည်းအရင်လောက်မပြင်းထန်ဘူး။အာမကောင်းဘူး။ပြီးတော့အရင်လောက်ကြာဖြစ်မနေဘူးဆိုရင်ဒါတင်တိုးတက်မှုရှိလာတာပေါ့။တဲ့ကိုတင်တိုးတက်မှုရှိမရှိကိုအကျဉ်းချင်းအမြဲတမ်းစမ်းစစ်ပါ။ဒေါသအပြင်အခြားကိလေသာတွေကိုလည်းစမ်းစစ်ပါ။ဥပမာအရင်တုန်းကအခြေအနေတရက်မှာစိတ်မချမ်းမသာဖြစ်ရမယ်ဆိုပါစို့။နောက်တစ်ခါဒီလိုအခြေအနေမျိုးမှာပဲတူညီတဲ့စိတ်မချမ်းမသာဖြစ်ရတာမျိုးတွေကြုံရတဲ့အခါမှာအရင်လိုပမာဏမျိုးပဲဖြစ်ပေါ်လာသလား။အေအားယုံနေသွားသလား။အရင်ကားတဲ့တိုးတက်မှုရှိလာသလား။ဒီနည်းနဲ့သင်ကိုယ်တင်စမ်းစစ်ကြည့်ရမယ်။ဒီလိုပါအပေါ်မှာမကောင်းတဲ့စိတ်ထားတွေဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်ပါတယ်။အရင်တုန်းကဖြစ်တာရှိတဲ့စိတ်မျိုးနောက်တစ်ချိန်ဖြစ်လာပြီးဆိုပါစို့။ဒါပေမဲ့ဒီလိုမကောင်းတဲ့စိတ်ဟာစိတ်ထဲမှာအရင်လိုကြာရှည်မြဲနေသလား။မြန်ကြီးပြောက်ကွယ်သွားသလားစမ်းစစ်ကြည့်ပါ။ဒီလိုစိတ်မျိုးဖြစ်လာတာကိုဘလောက်အခြေတိုးအတွင်းမှာသတိထားမိတယ်လဲ။အဓိကအချက်ကတော့သင်ဟာအမှားတစ်ခုခုလုံးမိရင်တော့စိတ်ကဒေါသထွက်မယ်ဆိုရင်ဘလောက်မြန်သတိပြုမိတယ်။မကောင်းတဲ့စိတ်နဲ့ဒေါသတွေဖြစ်နေတာကိုဘလောက်မြန်သတိပြုမိတယ်။ဒုတိယအချက်လည်းဖြစ်ပထမအချက်နဲ့တန်းတူရေးကြည့်တဲ့ချက်ကတော့ဒီလိုဒေါသတွေမကောင်းတဲ့စိတ်တွေမနာလိုစိတ်တွေဖြစ်နေတဲ့ဒီလိုကိုဘလောက်မြန်မေတ္တာပွားနိုင်တယ်။စိတ်ကောင်းစေတနာကောင်းထားနိုင်တယ်။သင်ရဲ့ကျမ်းတဲ့စကားတွေဒေါသတွေမကောင်းတဲ့စိတ်တွေအမုန်းတရားတွေနဲ့ပစုံတရားကိုတရားနာတရားဖြစ်အောင်လုပ်မိတဲ့အခါမှာဘလောက်မြန်ဒီတရားတတ်တာစီမဲ့အနာလင်းစေးကိုလေးပေးနိုင်ခဲ့တယ်။ဒါကအရေးကြီးပါတယ်။ဒီလူကိုသင်နှလုံးသားထဲကနေမေတ္တာတရားနဲ့သင်အေးချမ်းပါစေပျော်ရွှင်ပါစေလို့ဘလောက်မြန်ပို့နိုင်တယ်လဲ။အခုတော့သင်ဟာသင်ရဲ့စိတ်ထဲကမေတ္တာတရားရဲ့အင်အားကြီးမှလှပုံတွေကိုသိမြင်စာပြလာပါပြီ။သင်ရဲ့စိတ်ကူးဒေါသတွေနဲ့စူပွက်လာတဲ့အခါပျော်ရွှင်ကြပါစေလို့ပါဇက်ကဘလို့ပင်ရွတ်နေပေမယ့်စိတ်ကောင်းတွေကတော့ဘလို့မှပွားများလို့ရမှာမဟုတ်ဘူး။စိတ်ကိုတည်ကြည်အေးချမ်းအောင်လုပ်ပါ။ဒါမှမေတ္တာတရားပေါ်ထွက်လာနိုင်မှာဖြစ်တယ်။ဒေါသကလည်းမရှိတော့ဘူး။စိတ်ကလည်းအေးချမ်းသွားပြီဆိုတဲ့အခါမှကြတော့လေတင်ကြမ်းတမ်းပြောခဲ့ဒေါသတွေထွက်ခဲ့ရတဲ့မကောင်းစိတ်ဝင်ခဲ့ရတဲ့ပုဂ္ဂိုလ်ကိုပြန်ပြီးတော့မှသတိရမယ်။စိတ်ကောင်းစိတ်မြတ်တွေနဲ့ချစ်ချင်းမေတ္တာတွေပွားများနိုင်ပါလိမ့်မယ်။ငြိမ်းချမ်းပါစေပျော်ရွှင်ပါစေ။အဲ့ဒီခါမှသာသင်ဘဝမှာဓမ္မကအမှန်တကယ်တိုးတက်မှုရှိတယ်လို့ဆိုနိုင်ပါလိမ့်မယ်။အခြားဘက်မှာတော့သင်အနေနဲ့စေရတရားဘက်တော့ဝင်ပြီးပြီ။ဒါပေမဲ့မနေ့တစ်ချိန်ညနေတစ်ချိန်ဝိပဿနာတရားအားထုတ်မှုကိုအိမ်ပြန်ရောက်ကြတဲ့အခါမှာလေ့ကျင့်မှုမရှိဘူးဆိုရင်တော့ရတဲ့အကျိုးကျေးဇူးကိုမရနိုင်တော့ဘူး။အခြားတစ်ဖက်မှာတော့နေ့စဉ်တရားထိုင်တာကိုလုပ်တယ်ဆိုရင်ဒါကသေချာပေါက်ကောင်းတဲ့ချက်ပဲ။ဒါပေမဲ့ဓမ္မကကောင်းတာတွေဘယ်လိုဖော်ပြပေးသလဲ။ဒါမှမဟုတ်ဘာမှဖော်ပြဘူးလားဆိုတာစမ်းစစ်ရမယ်။စစ်ဆေးရမယ်။ဒါကြောင့်မဲ့ဘဝကိုဓမ္မနဲ့နေတဲ့အောင်ကြိုးစားအားထုတ်ပြီးနေထိုင်ကြပါ။သင်တို့ရဲ့နေ့စဉ်နနက်နဲ့ညတနာရီစီတရားထိုင်မှုတွေကိုမပြတ်မကွက်ပါစေနဲ့။အခါအခွင့်သင်တိုင်းတပတ်ရင်တစ်ချိန်တော့အပတ်စဉ်ယောဂီဟောင်းများတရားထိုင်တာကိုတက်ရောက်နိုင်အောင်ကြိုးစားပါ။နှစ်စဉ်စေရတရားစကန်တစ်ချိန်ဝင်ပါ။ဒါဟာသင်ကိုကိုရောစိတ်ပါကြက်ခံတန်းဆန်းနေစေဖို့အတွက်အလွန်အင်မတန်မှအရေးကြီးအရေးပါတဲ့ပြန်လဲမွမ်းမံရေးစကန်ဖြစ်ပါတယ်။မလို့မုံတိမှုတွေအမျက်ဒေါသအာဃာတတွေသဘောဆိုးရုပ်တာတွေရန်ညိုးဖွဲ့တာတွေကိုဆွန့်လွတ်လိုက်ကြပါ။ကျေ
ချစ်ချင်းမြတ်တာတွေဂိယုဏတွေပွားများကြပါအထူးသဖြင့်ဓမ္မကိုနားလည်သဘောပေါက်မှုမရှိသေးသူများဘဝကိုပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့စွာနဲ့နေထိုင်ကြနေသူများအားလုံးအတွက်တော့အထူးသဖြင့်ပွားများပေးကြပါသင်တို့ရဲ့ဓမ္မနဲ့ရှင်တဲ့အခါမှာပြုမှုဆောင်ရွက်မှုတွေနဲ့၎င်းတို့ဟာအင်းငိမ့်စေခြင်းနဲ့တာဟာစာတာညီညွတ်မြတ်တဲ့လမ်းကိုဖော်ဆောင်ညွှန်ပြပေးကြပါလိမ့်သင်တို့ရဲ့မျက်နှာများပေါ်မှာရှွန်းနဲ့တောက်ပနေတဲ့ဓမ္မအပြုံးများကဆင်းရဲဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့သူတွေပို၍များစွာတို့ကိုအေးစစ်မှန်သောဓမ္မလမ်းပေါ်တွင်ရှောက်လန်းနိုင်အောင်ဆွဲဆောင်နိုင်ကြပါစေတတော်ဝါများအားလုံးပျော်ရွှင်ကြပါစေအေးချမ်းကြပါစေဆင်းရဲမှုအပေါင်းမှလွတ်မြောက်ကြပါစေ